Okay, hello, aku. UN welcome come refugee na patta piro khana ya thara ya 90ရှိပြီဆိုတော့ကျွန်မရဲ့နောက်ဆုံးရသတင်းတွေကိုကျွန်မပြသမယ်နော်ကျွန်မအရင်တော့ပြောခဲ့သလိုဒီကျွန်မရဲ့ page ကို follow လုပ်ထားပါလို့ကျွန်မပြောသလိုပေါ့နော်ကျွန်မပြန် update လုပ်မယ် Okay ဆိုတော့ဒီ Trump က January 20ရက်နေ့မှာသူသမရစတက်တယ်ပေါ့နော်စတက်ကတည်းကနေတော့ဒီအမိန့်ထုတ်တဲ့ executive order ထုတ်တဲ့အဲ့ထဲမှာဒီ refugee program လည်းပါတယ်အဲ့ဒါပါလဲဆိုတော့ဒီ refugee program တွေကိုခဏရပ်ထားမယ်ပေါ့နော်ရ90အတွင်းခဏရပ်ထားမယ်လို့သူကအမိန့်ထုတ်လိုက်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူကနိုင်ငံခြားသားတွေဒီနိုင်ငံမှာအရန်လည်းများသလိုပေါ့နော်တရားမဝင်တဲ့သူလည်းသူတို့နိုင်ငံကိုပြန်ပို့ခြင်းနဲ့ပြီးတော့နိုင်ငံခြားသားတွေကိုခဏမများအောင်သွားတော့တိတ်ချင်းပြောရရင်တော့နိုင်ငံခြားသားသူတော့တိတ်မကြိုက်ဘူးပေါ့နော်ဆိုတော့ဒီ refugee program ကကိုနိုင်ငံအတွက် benefit လားသူအကျုံးဝင်လားမဝင်ဘူးလားသူပေါ့နော်သူပြန်ပြီးတော့စစ်ဆေးမယ်လို့သူပြောတယ်အခုတော့ရ90ပြည့်သွားပြီ January 20ရက်နေ့ကနေ April 20ရက်နေ့မှာ90ဖြစ်ပြီအဲ့ဒီ90တွင်းမှာဘာဖြစ်လဲဆိုတော့ Trump ကတော့ရှင်းရှင်းပြောရင်သူကနားလိုက်ချင်တာအပြီးနားလိုက်ချင်တာပေါ့နော် refugee program refugee တို့မယူတော့အောင်ဒါပေမဲ့အဲ့ဒါကိုတရားသူကြီးကမကြိုက်ဘူး Seattle တရားသူကြီးက block လိုက်တယ်အဲ့ဒီအမိန့်ကိုသူ block လိုက်တယ်ဆိုတော့တရင်ကောင်းပါနော်ဒီသူ Trump ကလုံးဝချက်ချင်းနားလို့မရအောင်ပေါ့နော်သူ block လိုက်တယ်ဒါပေမဲ့အဲ့ဒါလဲဒီ Trump ကအယူခံဝင်မလားတော့မသိဘူးအယူခံဝင်နေဆိုတာသူ့ရဲ့အမိန့်ပေါ့နော်ကျွန်တော်ကဘာလို့မကြိုက်လဲဟွာပါနော်ကျွန်တော်အမြင်ကဒီလိုဖြစ်တယ်သူအယူခံဝင်ရင်တော့တချို့အရာတွေလည်းပြောင်းလဲသွားနိုင်တယ်လောလောဆယ်တော့ဒီတရားသူကြီးက block တယ်အဲ့ဒါဆိုရင်တော့သူကလုံးဝပယ်ဖြစ်လို့မရအောင်ပေါ့နော်ဒါပေမဲ့အကုန်လုံးတော့ confirm လုပ်လို့မရသေးပါဘူးပေါ့နော်ဆိုတော့ဒါပေမဲ့တချို့တရားသူကြီးတွေကလည်းဗာပြောလဲဆိုတော့ okay ဒီ refugee program ကိုသူရက်နာလို့တော့ရပါတယ်ဒါပေမဲ့သူအရင်တုန်းကသမရ approve လုပ်ထားတဲ့သူတွေ Biden က approve ဖြစ်တဲ့သူတွေအရင်တော့ယူရင်လျှောက်ထားတဲ့သူတွေ approve ဖြစ်တဲ့သူတွေအဲ့လိုမျိုး Donald Trump မတက်ခင်မှာ refugee လျှောက်ထားတဲ့သူတွေဒီ program နဲ့ဘာနော် approve လုပ်ထားတဲ့သူတွေတော့သူဖြတ်လို့မရဘူးသူတက်ပြီးမှသူဖြတ်ချင်လဲဖြတ်ပါစေလို့တချို့တရားသူကြီးတွေကပြောကြတယ်ပေါ့နော်ဆိုတော့လောလောဆယ်အချိန်ကြီးကတော့သူကဖြတ်သိမ်းလို့မရအောင်ဒီတရားသူကြီးက block တယ်ဆိုတော့သတင်းကောင်းဒါပေမဲ့ဘာမှတိကျတဲ့သတင်းသူတို့စီကနေofficial ပေါ့နော်စာထုတ်တာတော့မရှိသေးဘူးဆိုတော့ကျမတို့ဆက်ဆောင်ရမှာပေါ့နော်ပြီးတော့အခုလောလောဆယ်မှာအမေရိကမှာနိုင်ငံခြားသားတွေနဲ့ပတ်သက်ပြီးတော့ဗာဖြစ်နေလဲဆိုတော့ဒီ work permit ရတဲ့သူတွေပေါ့နော်ဒီအမေရိကမှာနေတဲ့သူတွေပဲ work permit ရတဲ့သူတွေ green card ရှောက်မယ်ဆိုရင်သူက green card ရှောက်လာတယ်လေခဏရနာခနဲ့ဘာလို့လဲဆိုတော့သူ case တွေပြန်ကြည့်မယ်case တွေကြည့်မယ်ဆိုတာဒီတယောက်ကပြစ်မှုရှိလားဘာကြောင့် US ရောက်လာလဲနည်းနည်းစီကံနည်းနည်းကြက်ချင်တာပေါ့နော်နိုင်ငံခြားတွေနဲ့ပတ်သက်ပြီးတော့ဒါမဲ့အကောင်းပဲမျှော်လင့်ပါတယ်ခဏပြီးပိုင်တော့ green card ရှောက်တဲ့ရက်ထားတာမဟုတ်ခဏပဲရက်ထားတယ်ဆိုတော့ပြီးတော့ဒီ Biden ကဒီအရင်ကသမရကဂျူဘန်ဟေတီယာနဲ့နိုင်ကာရာဂွာဗင်နီဇွဲလားဒီနိုင်ငံတွေကဒီနိုင်ငံခြားသားတွေသူကအမေရိကဝင်ခွင့်ပေးတယ်ဘာလဲဆိုတော့ဒီအမေရိကတရားမဝင်ဘဲနဲ့ဝင်တဲ့သူတွေလည်းအယမ်းများတယ်ပေါ့နော်ဆိုတော့တရားမဝင်ဘဲနဲ့ဝင်လာတာထက်သူတို့ကိုကောင်းကောင်းမွန်ဝင်ခိုင်းမယ်အလုပ် visa ပေးမယ်အလုပ် work permit ပေးမယ်ဆိုတော့လို့ဒီနိုင်ငံမှာလည်းတရားဝင်ပြီးတော့ tax ပေးမယ်ခန္ဓာရည်နေထိုင်ခွင့်ပေးမယ်ပေါ့နော်အဲ့ဒါဆိုရင်တရားမဝင်ရတဲ့သူတွေရှော့ပေါ်လို့လည်းရတယ်ကောင်းကောင်းမွန်လာပြီးကောင်းကောင်းမွန်လှုပ်သွားလို့ရတယ်ဆိုပြီးတော့အရင်တော့သမရကအခွင့်ပေးတယ်
ဒါပေမဲ့အခု Trump ကတက်တဲ့ခါမှာအဲ့လူတွေကို work permit နဲ့နေတဲ့သူတွေ work permit ကိုပြန်ပယ်ပြီးတော့သူတို့နိုင်ငံရက်30တွင်ပြန်ဖို့ Trump ကအမိန့်ထုတ်တယ်အဲ့ဒါကMarch 25ကနေ April 25ထိသူရက်30တွင်မှာကိုရွာကိုပြန်ပါလို့သူအမိန့်ထုတ်တယ်တချို့တွေကလည်းပြန်နေသူလည်းရှိမှာပေါ့ဒီကိုဟာနဲ့ကိုမပြန်ဘူးဆိုရင်သူကရက်30ပြည့်ပြီဆိုရင်အဖမ်းခံရမယ်အဖမ်းခံပြီးတော့ကိုရွာကိုပို့ခံရမယ် ICE ကအဖမ်းခံပြီးကိုရွာကိုပို့ခံရမယ်ဒါမှမဟုတ်ရင်သူက app တွေလောက်ထားတယ်ဖုန်းမှာပေါ့နော် Facebook ဒီ app လိုမျိုး Facebook တွေလိုမျိုး Instagram တွေလို app တွေရှိမှာသူကကိုဟာနဲ့ကိုဒီ deport လို့ရအောင်ကိုဟာနဲ့ကိုတရားမဝင်ဘူးကျမကိုပို့ပါအဲ့လိုမျိုး volunteer ပုံစံလိုမျိုးစည်ရင်ဝင်လို့ရအောင်အဲ့ဒီ app တွေသူဖန်တီးပြီးတော့အဲ့မှာကိုဟာနဲ့ကိုစည်ရင်သွင်းပြီးတော့ကိုဟာနဲ့ကိုပြန်မယ်ဆိုရင်နောက်ဆိုရင်တော့ပြန်ဝင်ဖို့တရားဝင်နဲ့ပြန်ဝင်ဖို့အခွင့်အရေးတွေရနိုင်တယ်ဆိုတဲ့အကြောင်းသူ app တွေထုတ်တယ်ပြီးတော့ရက်30မှာမပြန်တဲ့သူတွေကိုတန်ကြေးဆောင်ရမယ်တရက်မှာ900ကျော်နိုင်အဲ့ဆိုရင်1800ကျော်လောက်တန်ငွေဆောင်ရမယ်လို့Trump ကမိန့်ထုတ်ပြန်တယ်ကျွန်မပြောသလိုပေါ့နော်နိုင်ငံခြားနဲ့ပတ်သက်ပြီးတော့သူကတိတ်တော့မကြိုက်ဘူးပေါ့နော်ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့တရားသူကြီးတွေကလောလောဆယ်ပြန် block တယ်ဒါပေမဲ့အပြီးပိုင် block လားမ block လားတော့မသိသေးဘူးဒါကတော့ဒီ welcome cup တမားတဲ့ UN တမားနဲ့မဆိုင်တာအမေရိကမှာဖြစ်နေတဲ့ဟာဘာလို့ကျွန်မပြပြလဲဆိုတော့နိုင်ငံခြားရင်းနဲ့ပတ်သက်ပြီးအမေရိကမှာလည်းဘာဖြစ်နေလဲဆိုမှကျွန်မသိစိတ်ချင်လို့ပါပဲပေါ့နော်ဆိုတော့ဒီသူတို့လည်းဒီတရားသူကြီးအဲ့လိုမျိုးနေပြန်ပို့လို့မရဘူးဆိုတော့ခဏ block ထားတယ်ဘာလို့ဆိုတော့အမေရိကန်ရဲ့ဖွဲ့စည်းပုံက3မျိုးရှိတာပေါ့နော်ဒီသမရကလည်းသူကြိုက်တယ်လို့မိန့်ထုတ်လို့လည်းမရဘူး Congress ကလည်းရှိသေးတယ် Supreme Court တွေပါတယ်ရှိသေးတယ်ဆိုတော့ဖွဲ့စည်းပုံ3မျိုးရှိတယ်အဲ့ဒီအဆင့်ဆင့်ပေါ့နော်တွားရတယ်ဆိုတော့ကတော့ဒီအမေရိကမှာပေါ့နော်ရောက်ပြီးတဲ့သူတွေကိုပြန်ပို့ချင်တာဖြစ်တယ်ဆိုတော့အဲ့ကနေရောက်လာတဲ့သူကတော့9သိန်း3000ကျော်လောက်ရှိတယ်သူကပြန်ပို့ချင်တာဆိုတော့ခြေနေတော့မကောင်းပါတော့တော်တော်များများလဲအလုပ်တမားကရပြီးတော့မျောလင်းချက်တွေမဲ့နေတယ်welcome cup တွေကလည်းခေါင်းဆောင်တွေကလည်းဒီအမေရိကမှာနေတဲ့သူတွေကိုရဲ့ကိုယ်စားလှယ်တွေကို state ကိုယ်စားလှယ်တွေကိုစာပို့ဖို့ပြောတယ် email ပို့ဖို့ပြောတယ်အဲ့ဒါတော့ဒီ refugee နဲ့ပတ်သက်ပြီးတော့ကျမတို့ကသူအရန်တန်ဖို့ရှိတဲ့ program ဖြစ်တယ်ကျမတို့ရဲ့ voice ကိုပေါ့နော်နားထောင်ပေးပါပေါ့နော်ကျမတို့ရဲ့ခံစားချက်ကိုနားလည်ပေးပါမိသားစုတွေနဲ့ပြန်လဲဆုံတွေ့ချင်တယ်ကျမတို့ရဲ့မိသားစုပြန်လဲဆုံတွေ့စင်တဲ့အကျိုးတဲ့အကြောင်းတွေပေါ့နော်ဆိုတော့စာပို့ခိုင်းတယ်refugee နဲ့ပတ်သက်ပြီးတော့ပေါ့နော် welcome cup ပဲမဟုတ်ဘူးဒီအမေရိကမှာနေတဲ့လူတွေကိုယ့်ရဲ့ကိုယ်စားလှယ်တွေအကုန်လုံးစာပို့ရင်တော့အကောင်းဆုံးပဲပေါ့နော်ကျမဘယ်လိုပို့ရမလဲ email ပို့ရမလဲဆိုတော့ကျမဗီဒီယိုလဲနောက်မှကျမဒီဗီဒီယိုရဲ့အဆုံးမှာကျမတင်ပေးမယ်ဘယ်လိုပို့ရလဲအစားနေဆုံးလေးကျမပြပေးမယ်ပေါ့နော်အဲ့လိုမျိုးစာပို့ထားပါအဲ့ဒါဆိုရင်ကျမတို့အတန်ကြားကျမတို့ voice ဆိုတော့အမေရိကကလွတ်လပ်စွာပြောပိုင်ခွင့်ရှိတယ်ကျမတို့ရဲ့ခံယူချက်အယူဆတွေကိုစန္ဒကိုကောင်းကောင်းပြလို့ရတယ်ဆိုတော့ဒီကျမတို့တဘလောက်ရေးကြည့်ကြအောင်ကိုယ့်ရဲ့ကိုယ်စားလှယ်ကိုစာပို့ရမယ်အပြောင်းလဲတော့ရှိလာမှာမဟုတ်ကျမစာပို့တယ်အဲ့လိုမသွေးပဲနဲ့တို့တွေအကုန်လုံးမြန်မာပြည်သားတွေ US မှာရှိတဲ့မြန်မာပြည်သားတွေတလုံးတော့ပို့ကြတယ်ဆိုရင်တော့ attention ခံရမှာပဲလေဆိုတော့အတိမပြုတ်ခံရရင်တော့ဒီ refugee ရ program ဘလောက်ရေးကြည့်ကြအောင်လဲသူတို့သိလာမှာဖြစ်တယ်ကျမအချင်းချုပ်ပြောရရင်ပေါ့နော်ဒီ refugee program နဲ့ပတ်သက်ပြီးတော့ Trump ကခဏနားထားတယ်နံပါတ်ခဏနားထားတာမဟုတ်ပဲနဲ့သူကတော့နည်းနည်းပြန်မဖွင့်ချင်တာခဏနားပြင်သွားတိတ်ပြန်မဖွင့်ချင်ဘူးအဲ့ဒါကိုဒီ Seattle ကတရားသူကြီးက block တယ်ဒီ program က1980 ကတည်းကနေစတာဖြစ်တယ် refugee ဆိုတာကိုတက်ဘလောက်တန်ဖို့ရှိလဲဒီ refugee ကိုယ်တိုင်လဲအမေရိကကိုယ်တိုင်လဲ refugee နဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တယ်အင်္ဂလန်နဲ့သူတို့ကပြေးလာပြီးတော့ဒီအမေရိကကိုသူတို့အခြေချတယ်ဆိုတော့ဒီအမေရိကလည်း refugee နဲ့ဖွဲ့စည်းထားတာဖြစ်လို့ကိုယ် refugee ကိုတနာရမယ်ဆိုပြီးတော့လေအဲ့လိုမျိုး
program ရှိတယ်ဒီလုံးဝရနာမှာကိုစီတော့တရားသူကြီးမကြိုက်ဘူးဆိုတော့ block တယ်ဒါတော့သတင်းကောင်းဒါပေမဲ့အဲ့ချွမ်ကယူခံလဲဝင်နေတယ်လောလောဆယ်သတင်းတော့တိတိကျကျမရှိသေးဘူးဒါပေမဲ့လုံးဝအဆင်ပြေသွားပြီဘာမှအကြောင်းထူးမရှိဘူးဆိုရင်တော့ fan ပတ်စံပဲလိုတယ်အစိုးရထောက်ပံ့တဲ့ fan ပတ်စံဒီ refugee ရုံးတွေကလည်းအစိုးရထောက်ပံ့တဲ့ပတ်စံရှိမှာ refugee တွေလည်းခေါ်လို့ရတယ်ဆိုတော့အစိုးရကပတ်စံထုတ်ပေးဖို့ဖြစ်တယ်အခုတော့လောလောဆယ်ရက်90ရက်ထားတယ်ဆိုတော့ဘာပတ်စံမှမထုတ်ပေးဘူးဒီ refugee agency တွေကလည်းတော်တော်fight ရတယ်ပေါ့နော်သူတို့ကဆန္ဒတွေလည်းပြတယ် fight တယ် capital ရှိမှာGeorgia capital ရှိမှာသူတို့ဆန္ဒတွေပြတယ်တချို့ agency တွေကကြတော့ခဏအလုပ်သမားတွေခဏ layoff လုပ်တယ်တချို့ကြတော့agency တို့ခဏပိတ်ထားတယ်ဘာသတင်းထူးမှမရှိသေးလို့ပြီးတော့တချို့ကြတော့ဖွင့်တယ်ဒီ refugee ကိုကူညီချင်တော့လေTrump ကတက်တာနဲ့သူကဒီ refugee ခေါ်ဖို့ခဏရက်ဆိုင်တဲ့ခါမှာအမေရိကကိုလာမယ်လေရင်နေ cancel လိုက်ရတယ်လူဦးရေ1000ကျော် cancel လိုက်ရတယ်ဒါကမြန်မာပြည်ကနေလည်းပါမယ်sorry မလေးရှားနဲ့လည်းပါမယ်ထိုင်းလန်နဲ့ပါမယ်တခြား refugee နိုင်ငံတွေကလည်းပါမယ်အဲ့ဒီလေရင်တွေကို cancel လိုက်ရတယ်လူဦးရေ1000ကျော်တော်ဝမ်းနေခဲ့ရတယ်ဒီ program ခဏရနာထားတော့ပေါ့နော်ဆိုတော့ဒီမှာရောက်ပြီးသားတဲ့လူတွေထွမ်တက်ပြီးတော့ဒီမှာ refugee ဖြစ်ရောက်ပြီးသားတဲ့သူရောက်ပြီးဒါပေမဲ့တချို့တွေက fan အစိုးရ fan ပတ်စံမထုတ်ပေးတဲ့ခါမှာနည်းနည်းခက်ခဲတာပေါ့ကျမတို့စဉ်ရောက်တော့ကအစိုးရငါးပေးတယ်လုပ်တယ်လဲရှောက်ပေးတယ်အဲ့လိုမျိုးအသေးစိတ်ကူပေးတာပေါ့ fan ပတ်စံနဲ့ agency ရတယ်လဲဆိုရထုတ်ပကြည့်ရတယ်ဆိုတော့အဲ့ဒီကနေကျမတို့သဆင့်ပေးတယ် agency တွေကလည်းလာစားရတယ်ဒါပေမဲ့အစိုးရကဒီ program ကိုခဏရပ်ထားတဲ့ခါမှာ US စရောက် January လမှာထွက်မတက်ခင်ရောက်လာ US ကိုရောက်လာတဲ့သူတွေလည်းဒုက္ခရောက်တာအဲ့ဒါကို agency ကအဲ့တွေကရန်ပုံငွေတွေရှာပြီးတော့ကူပေးတယ်ချို့ agency တွေကလည်းဆက်လက်ပြီးကူပေးတယ်အဲ့လိုမျိုးတော့ပေါ့နော်ဆိုတော့သူတို့အားမငယ်အောင်ကူပေးတယ်အနေချင်းတော့ welcome money တွေတော့ရလားမရလားတော့မသိဘူးတော့ဒါတော့စိတ်မကောင်းပါဘူးဆိုတော့ဒီ Seattle တရားသူကြီးကဒီ refugee program ကိုရနာမဲ့ရေးသူက approve မဖြစ်တဲ့ခါမှာအခြေအနေကောင်းတယ်ဒါပေမဲ့တချို့တရားသူကြီးတွေကပြောသလိုပေါ့နော်ဒီ Trump ကလည်းရနာလို့ရတယ်ဒါပေမဲ့သူတက်ပြီးမှအသစ် refugee တစ်တယ်မခေါ်နဲ့ဒါပေမဲ့အရင်နှစ်ကသမရအဖို့ဖြစ်တဲ့ refugee တွေကိုဆက်လက်ပြီးတော့ခေါ်ရမယ်ဥပမာယူရင်ရပြီးသားတဲ့လူတွေ welcome card ချောက်ပြီးသားတဲ့လူတွေယူရင်မှာ register လုပ်ပြီးတဲ့သူတွေအဲ့လိုလူမျိုးတွေရော approve လုပ်ရတာဒါပေမဲ့2025 January လမှာ Trump တက်ပြီးတော့ refugee ရှောက်တဲ့လူတစ်တွေတော့သူကြိုက်တယ်လို့နားခိုင်းလို့ရတယ်အဲ့လိုမျိုးတချို့တရားသူကြီးတွေကပြောတာပေါ့နော်ဒါပေမဲ့လောလောဆယ်တော့တိတိကျကျတော့ဘာမှမရှိသေးဘူးကျမတော့အမှန်တိုင်းပဲပြောမယ်တချို့ကြတော့ဘယ်လိုပြောလဲဆိုတော့ welcome cup တွေပိတ်ပြီး UN တွေပိတ်ပြီးအဲ့လိုမျိုးပေါ့နော်ပြောကြတယ်မြန်မာပြည်သားတွေစိတ်တက်ကြတာရမ်းမြန်နေဆိုတော့စိတ်တက်မကြစေချင်ဘူးမြန်မာပြည်သားတွေစိတ်တက်ကြပြီဆိုရင်ပေါ့နော်လှုပ်တင်တာမလှုပ်ဘူးလှုပ်တင်တာမလှုပ်ပဲနဲ့စိတ်တက်ကြပြီးတော့ပေါက်တရတွေလှုပ်တယ်စိတ်တက်ရမ်းကြသွားတယ်အဲ့လိုမျိုးရှိတော့ပေါ့နော်ဘာသတင်းမှမရှိသေးဘူးလောလောဆယ်တော့သတင်းကောင်းပေါ့နော်ဆိုတော့ဒီ Seattle တရားသူကြီးတာ block တယ်ဆိုတော့ဒါသတင်းကောင်းဆိုတော့ဘာသတင်းတူမှမရှိတဲ့အခါမှာကျမကတိကျတော့ပြောလို့မရဘူးလောလောဆယ်တော့ကောင်းတယ်အခုတော့ရှေ့ကျမအမြင်ပေါ့နော်ဒီ program refugee youth program ဆက်ပြီးတော့လုပ်မလားဒါမှမဟုတ်ရင် Trump မတိုက်ခင် approve ဖြစ်တဲ့သူပဲခေါ်မလားဒါမှမဟုတ် Trump တက်ရင်လဲ refugee ဆက်ခေါ်ဖို့လုပ်မလားအဲ့လိုမျိုးနှမျိုးပဲရှိတာပေါ့အစိုးဆုံးနေတော့ဒီ refugee program ကို Trump က4နှစ်သမရလုပ်မယ်ဆိုတော့ဒီ Trump သမရလုပ်တဲ့အချိန်မှာအစိုးဆုံးကသူလုံးဝမခေါ်ခဲ့ရင်တော့4နှစ်တော့ refugee လာမှာမဟုတ်ဘူးသူပြီးရင်တော့ပြန်လာဖို့ခွင့်ရှိတယ်ဒါအစိုးဆုံးပေါ့နော် Trump ကလုံးဝပိတ်ပင်ခဲ့ရင်ဒါအစိုးဆုံးဒါမှမဟုတ်ကျွန်မထင်သလို
လုံးဝလည်းမပိတ်ပဲနဲ့ဆက်ပြီးတော့ဖွင့်လို့ရတယ်တရားသူကြီးအမိန့်နဲ့သူဆက်ဖွင့်လို့လည်းရတယ်လုံးဝဆက်မဖွင့်ရင်တောင်မှသူမတိုက်ခင် approve ဖြစ်တဲ့လူတွေလည်းသူကပယ်ခွင့်မရှိဘူး cancel ခွင့်မရှိဘူးအဲ့ဒီတခုပဲရှိတယ်ဆိုတော့မျှော်လင့်ချက်ထားပါဆုလဲတောင်းပါကျမတို့အမေရိကဘက်ကလူတွေလည်းတနတ်တလောက်ဒီကိုယ်စလဲတော့စာပို့ထားမယ်ဆိုတော့စိတ်ဓာတ်မကျနဲ့မြန်မာပြည်သားတွေစိတ်ဓာတ်ကျတာမြန်တယ်ဆိုစိတ်ဓာတ်မကျနဲ့fan ပတ်စံရှာပြီးဒီတမရကဆက်ပြီးတော့ခေါ်ဖို့အစီအစဉ်ရှိတယ်ဆိုရင်တော့ fan ပတ်စံကိုတော့စောင့်ရမယ်သူက fan မထုတ်ပေးရင်လည်းကိုကဒီ agency ကလည်းခေါ်နိုင်မှာမဟုတ်ဘူးလေဆိုတော့ fan ပတ်စံတော့လိုမယ်ဆိုတော့ fan အစိုးရနဲ့ချက်ချင်း fan ပတ်စံရတယ်နဲ့ရန်ပုံငွေရတယ်နဲ့ဒီ refugee စပြန်လဲပြီးတော့စခေါ်လို့ရမှာဖြစ်တယ်ဆိုတော့မကြခင်သတင်းထူးရှိမယ်လို့ကျွန်မညာလက်နဲ့ဆိုတော့ဒီသတင်းထူးသိချင်တယ်ဆိုရင်ကျွန်မ page ကို follow လုပ်ထားပါကျွန်မတီကြကြမကန်နဲ့ပြန်ပြောပြမယ်ဒီထက်သိချင်တာရှိရင်လည်း comment မှာလည်းရေးလို့ရပါတယ်လို့ကျွန်မသိရင်သိသလိုတန်နိုင်ဆုံးဖြေချပေးမယ်ဟုတ်ပြီနော်ပြီးတော့ဒီဟာကို like and share လည်းလုပ်ပေးကြပါအဲ့ဒါဆိုရင်တော်တော်များများလည်းသိလို့ရမှာဖြစ်ပါတယ်နောက်ဆုံးရသတင်းတွေကိုသိလို့ရမှာဖြစ်ပါတယ်Okay ကျမတို့ဒီ welcome.usd link ကနေဝင်မယ်ဝင်ပြီးတော့ကိုယ့်ရဲ့ first name နဲ့ last name ရေးမယ်ပြီးတော့ကိုယ့်ရဲ့ address တွေထည့်မယ်ဒါကတော့ကျမရဲ့ address အစစ်မဟုတ်ပါเนาะကျမ address တခုရေးပြသွားတာပါဆိုတော့ဒီဟာလူတိုင်းတွေ့ရတာမှာတော့ address အမှန်ရင် privacy ရပါเนาะအစမပြေတော့လေအဲ့ဒါတခြား address ရေးတာပါဟုတ်ပြီဒီမှာ zip code ရေးမယ်မိတ်ဆွေတို့ကကိုယ့်ရဲ့အမှန် address အမှန်ထဲပေါ့နော်ဒါကျွန်မနမူနာအရာ address ပြပေးတာပြီးတော့ကို state ကိုရွေးမယ်ရေးပြီးတော့ကို email number ကိုရေးမယ်ပြီးတော့ next ပြီးတော့ next ရွေးမယ် next ရွေးပြီးတော့ဒီလိုမျိုးပေါ်လာမယ်ဒီလိုမျိုးဒီမှာကျတော့အနီရောင်လေးတွေ့တာကျမ address အမှန်မရေးတော့ကျမ address အမှန်မဟုတ်ဒီကျမဥပမာရေးထားတဲ့ address ကပေါ့နော်အစမပြေတော့ပေါ့နော်ကျမမှန်ကန်တဲ့ address တစ်ခုရေးမယ်ကျမ address မဟုတ်ဘူးဒါပေမဲ့မှန်ကန်တဲ့ address တစ်ခုရေးမယ်မိတ်ဆွေတို့ကတော့ကိုယ့်ရဲ့ address အမှန်ရေးပေါ့နော်ဒါတော့ကျမနမူနာရာaddress ကိုရေးပြသွားတာဒီကျမသိတဲ့မှန်ကန်တဲ့ address ကိုဟုတ်ပြီရေးပြသွားတာဖြစ်ပါတယ်ဟုတ်ပြီဆိုတော့ next ဒီလိုမျိုးကိုရဲ့ကိုစလဲ3ယောက်နာမည်ထွက်လာမယ်အမှဒီလို message ကကိုဘာမှရေးစရာမလိုဒီလိုမျိုး automatic သူက welcome cup ကတော့ US ကသူကရေးပြီးသားဆိုတော့အဲ့ဒါ send လိုက်အောင်ပဲအမှ send message တွေ့မယ်အမှမ send ခင်မှာဒီ send ပြီးတာနဲ့ဒီဟာပေါ်လာမယ်ပေါ့နော်ဒီ message 2 number 1က send တာ number 2ကဒီလိုမျိုးပေါ်လာမယ်ကျမအမျိုးမင်္ဂလိဆိုတော့ miss ပေါ့နော်ဟိုအဲ့ဒီကွာမှာ miss ရွေးမယ်ပြီးတော့အောက်ကနက John Asa ကတော့ယောက်ျားလေးဆိုတော့ miss စာရွေးမယ်အမှ miss စာတော့ယောက်ျားလေးဆိုတော့ဟုတ်ပြီကျမရွေးတာ miss မားနေတယ်ပေါ့နော်ကျမရွေးတာမားနေဒါပေမဲ့ဟိုမှာ1 ကလည်း miss စာဖြစ်ရမှာကျမရွေးတာမားသွားအမှ send လိုက်အောင်ပဲပြီးသွားပြီလွယ်တယ်မလားအဲ့လိုမျိုးကိုယ့်ရဲ့ကိုယ်စလဲတို့အဲ့လိုမျိုးကိုက US ကနေပို့ထားကြပါ Okay ဒါပဲเนาะကျေးဇူးအများကြီးတင်ပါတယ် bye bye